green tea မတော့ပွင့်ဒီဗီဒီယိုကြည့်ပါအချိန်3မိနစ်ထဲနဲ့တင် green tea ကြိုက်သွားအောင်လုပ်ပေးပါမယ် green tea ကိုတော်တော်များများတွေ့ဘူးကြမှာပါ coffee ဆိုင်မီနူးတွေအေးဆိုင်မီနူးတွေမုတ်ဆိုင်မီနူးတွေမှာ green tea ရမပေါမဖြစ်ပါပဲဘာအကျိုးကျေးဇူးတွေရှိနေလို့လူတွေက green tea ကိုတောက်နေကြရတယ်ဒီနေ့မှာတော့ green tea ရဲ့အံ့ဩဖွယ်ကောင်းတဲ့အကျိုးကျေးဇူး၅ချက်အကြောင်းပြောပြပါဦးမယ်နားလည်လွယ်မယ်တိတ်ပတ်နီးကြလဲထောက်ထားရှိတယ်နေ့စဉ်ဘဝမှာလည်းလက်တွေအသုံးချလို့ရပါတယ်အမတ်တက်ကအုံနောက်ဆွမ်းဆောင်ရည်ကိုတိုးစေတယ်မနက်ခင်းတိုင်းမှာတက်ကြွမှုမရှိဘဲငိမ်မောပြည့်ရည်နေတယ်လို့ခံစားရတဲ့သူတွေအတွက် green tea ကတိတ်ကိုတင့်တော်ပါတယ်သူ့မှာကဖိန်းတန်နည်းငယ်ပါဝင်ပြီးတင့်ကိုနိုးကြစေဖို့လုံလောက်တဲ့ပမာဏရှိပါတယ် L-theanine လို့ခေါ်တဲ့ amino acid တစ်မျိုးလည်းပါဝင်ပါတယ်ဒီတက်ကစိတ်ကိုတည်ငြိမ်စေပြီးနိုးကြမှုကိုထိန်းထားပေးပါတယ်ဒါကြောင့် coffee တောက်ပြီးသွားရင်ကတုံးရင်ဖြစ်နိုင်ပေမဲ့ green tea တောက်ထားတဲ့လူတစ်ယောက်ကရှင်တော်နာမျိုးမရှိတဲ့ပြင်အာယုံစူးစိုက်မှုတော့ပိုကောင်းစေပါတယ်စိတ်ဖိစီးမှုလည်းလျှော့ချပေးနိုင်ပါတယ်နောက်တစ်ခုကတော့ခန္ဓာကိုယ်ရဲ့အဆီကိုတဘာဝတိုင်းကျစေပါတယ်ဟုတ်ပါတယ် green tea ဟာခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စေ metabolism ကိုမြန်စေပြီးအဆီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်တည့်ရဲ့ခန္ဓာကိုယ်ဟာ24နာရီလုံးလုံးကယ်လိုရီတွေကိုလောင်ကျွမ်းနေရပါတယ်အနားယူနေချိန်မှာတော့ဒီဖြစ်စဉ်ကရက်မသွားပါဘူး green tea ကဒီကယ်လိုရီလောင်ကျွမ်းမှုနှုန်းမြင့်တင်ပေးတယ်အထူးသဖြင့်လေ့ကျင့်ငယ်လုပ်နေချိန်မှာပေါ့ဒါကြောင့်မို့လို့လေ့ကျင့်ငယ်လုပ်တဲ့သူတွေကျန်းမာရေးကိုဂရုစိုက်တဲ့သူတွေကလေ့ကျင့်ငယ်မလုပ်ခင် green tea တောက်ကြတာပါ green tea ကနတ်ဆေးတော့မဟုတ်ပေမဲ့ကျန်းမာရေးနည်းလမ်းနဲ့ကိုယ်လေးချိန်6ခုစူးစမ်းနေတဲ့သူတွေအတွက်ကတော့အတော်လေးထောက်ကူပြုတဲ့အရာပါပဲနောက်တစ်ခုကနှလုံးကျန်းမာရေးကိုကာဝယ်ပေးတယ်အခုပြောပြမယ့်ချက်ကတော့လူအများစုသတိမထားမိတဲ့အချက်ပါနှလုံးကျန်းမာရေးအကြောင်းပါတင့်နှလုံးကအင်ဂျင်နဲ့တူပါတယ်တနေ့ကို24နာရီတစ်သက်လုံးလှုပ်လှုပ်နေရပါတယ်ချိန်ကြာလာတဲ့အခါအစင်မပြေတဲ့အစားအသောက်တွေအေးအေးပြတ်တာတွေစိတ်ဖိစီးမှုတွေကနှလုံးသွေးကြောတွေကိုပျက်စီးစေနိုင်ပါတယ် green tea ကဒီသွေးကြောတွေကိုတန့်စေပေးနိုင်စွမ်းရှိပါတယ် green tea မှာ catechins လို့ခေါ်တဲ့စွမ်းအားပြင်း antioxidant တွေပါဝင်ပါတယ်ဒီ antioxidant တွေကမကောင်းတဲ့ cholesterol ကိုလျှော့ချပေးပြီးသွေးကြောနိုင်ရည်တွေမှာကန့်ညစ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်သူတို့ကသွေးကြောတွေကိုပျော့ပြောင်းစေပြီးသွေးလည်ပတ်မှုကိုအားပေးပါတယ်ဒါကြောင့်လေးပေါင်ထိန်းညှိပေးပြီးလေဖြတ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်4ကတော့အိုမင်းရေုံမှုနှေးကွေးစေပြီးကင်ဆာဆေးတွေကိုနှိမ်နင်းနိုင်ပါတယ်အသက်ရှည်ပြီးနုပြိုကျန်းမာခြင်းညတာတော့လူတိုင်းပါပဲ green tea ကချိန်ကိုတော့ရက်တက်မပေးနိုင်ပေမဲ့ခန္ဓာကိုယ်အတွင်းမှာရဲ့အိုမင်းရေုံမှုကိုတော့နှေးကွေးအောင်လုပ်ဆောင်ပေးနိုင်ပါတယ် free radicals လို့ခေါ်တဲ့မတည်ငြိမ်တဲ့ molecule တွေကဆဲတွေအိုမင်းပျက်စီးရတဲ့အဓိကအကြောင်းရင်းတွေတစ်ခုပါပဲဒီ molecule တွေကလေထုညဉ့်ညမ်းမှုစီနဲ့ကြော်လာတဲ့အစားအစာတွေစိတ်ဖိစီးမှုနဲ့နေအောင်ကြီးကနေတော့ဖြစ်ပေါ်လာနိုင်ပါတယ် green tea မှာပါတဲ့ antioxidant တွေကဒီ free radicals တွေကိုတိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်ပြီးတော့သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိကြတာဒီအလားတူ antioxidant တွေကကင်ဆာဆေးတွေရဲ့ကြီးထွားမှုကိုပါနှောင့်နှေးနိုင်စွမ်းရှိတယ်ဆိုတာပါပဲဒါဆေးကုသမှုအစားထိုးနိုင်တယ်လို့မဆိုလိုပေမဲ့ခန္ဓာကိုယ်ရဲ့အဓိကကာကွယ်စနစ်ကိုကိုယ်ပညီပတ်မိုးပေးနေရပါနံပါတ်5ကတော့ကိုယ်ခန္ဓာစနစ်ကိုအားကောင်းစေပြီးခန္ဓာကိုယ်တက်ဆင်ပေးခြင်းဖြစ်ပါတယ်ဒီအပိုင်းကတော့ကျွန်တော်အကြိုက်ဆုံးပိုင်းပါပဲ green tea ဟာကိုယ်အင်္ဂါအစိတ်ပိုင်းတစ်ခုတည်းကိုပဲကူညီတာမဟုတ်ပါဘူးသင်ရဲ့ခန္ဓာကိုယ်စနစ်တစ်ခုလုံးကိုကူညီပတ်မိုးပေးနေတာပါပုံမှန်တောက်သုံးပေးမှဆိုရင်အသေးလုပ်ငန်းတွေကိုကူညီပေးတယ်စာချေစနစ်ကိုကောင်းမွန်စေတယ်ကိုယ်ခန္ဓာစနစ်ကိုလည်းအားကောင်းစေပါတယ် green tea မှာပါတဲ့ catechins တွေမှာ virus နဲ့ bacteria တွေကိုတိုက်ခိုက်နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်ဒါတွေဟာသင်ရဲ့ခန္ဓာကိုယ်တုပ်ကွေး virus တွေသဖုံးရောင်ရမ်းခြင်းတွေနဲ့ကထရင်းညာဆိုဖြစ်စေတဲ့ bacteria တွေကိုတိုက်ထုတ်ရမှာကူညီပေးနိုင်ပါတယ်ပြီးတော့သင်ရဲ့အသက်ကိုအစိတ်ဓာတ်တွေပုံမှန်မြန်ဆန်စွာဆုံးထုတ်နိုင်အောင်လည်းကူညီပေးပါတယ်အထူးသဖြင့်စီကျော်စားတွေကိုမကြာခဏစားသူတွေဒါမှမဟုတ်ပုံမှန်ဆေးတောက်နေရတဲ့သူတွေအတွက်အထူးအသုံးဝင်ပါတယ် green tea ကိုဘယ်လိုတောက်အောင်လဲတနေ့ကိုတစ်ခွက်ကနေ3ခွက်ထိတောက်လို့ရပါတယ်လွန်ကျွတ်တောက်မိရင်တော့ရှင်တုံတာသွေးရနေတာရေထိုးပိုင်းအောင်တာတွေဖြစ်လာနိုင်ပါတယ်အစာစားပြီးချိန်ဒီမှာတောက်တာတော့အကောင်းဆုံးပါပဲတကြားထဲတောက်တာတော့ရှောင်ပါတကြားဟာ green tea အာနိသင်ကိုရှော့ပစ်လိုက်တယ်လို့ဖြစ်သွားစေနိုင်ပါတယ်အဲ့ရမဝင်ငယ်တောက်တာမျိုးလည်းရှောင်ပါကဖိန်းတက်ကသင်ကိုနိုးကြစေပြီးအိပ်ပျော်ဖို့ခတ်သွားနိုင်ပါတယ်နောက်တစ်ခါအေးတွေ coffee နဲ့လက်ဖက်ရည်တွေတောက်ချင်လာတိုင်း green tea ကိုပြောင်းတောက်ကြည့်လိုက်ပါသဘာဝကျပြီးရိုးရှင်းတဲ့ပြင်သင်ခန္ဓာကိုယ်အတွက်လည်းအကျိုးရှိစေမှာပါဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိရဆိုရင် like and share လုပ်ပေးပါ